အားလုံးပဲမင်္ဂလာပါများလေးရနေကြိုဆိုလိုက်ပါတယ်ဒီနေ့အိမ်မှာညောင်ရွက်တုပ်စားမယ်ညောင်ရွက်ဆိုတာလေညောင်ပြူရွက်ကိုပြောတာနော်ဟိုမြို့မှာလိုမျိုးညောင်ချင်းရွက်မဟုတ်ဘူးရှင်ညောင်ပြူရွက်လေးတွေကိုတုပ်စားမှာပါဒီမှာဆိုလို့ရှိရင်သူ့ရဲ့ရိုးတံလေးတွေကိုညှက်ပြီးတော့တခြားရှင်းလင်းလုပ်မယ်ဒီမှာအယိုးဆိုလို့ရှိရင်အယိုးအတုံးဝင်တဲ့နေရာလေးရှိရပေါ့နော်ပြီးလို့ရှိရင်ဒီညောင်ရွက်လေးတွေကိုရေနွေးခက်နွေးနွေးလေးထဲမှာရင်နွေးလေးဖြောထားလိုက်မယ်ဖြောထားပြီးလို့ရှိရင်တိတိလေးညှက်ပြီးပြီဆိုမှပဲဟိုသူ့အရေးကိုပေါ့နော်ပြောင်းနေအောင်ညှက်မယ်အရေးညှက်ပြီးပြီဆိုမှပဲတိတိလေးထပ်ပြီးပြန်ကြိုက်ပြီးတော့မှစီချက်တွေတက်သွန်ပြီးဟိုစီချက်ထားတဲ့ဟာရဲ့ပြီးလို့ရှိရင်မြေပဲဆန်လေးတွေထည့်မယ်ဒီမှာဆိုလို့ရှိရင်မြေပဲဆန်အများများသွားတယ်ဒါဆိုရင်ပြီးကြလို့ရှိရင်ညောင်ရွက်လေးတွေနဲ့ထပ်ရောလိုက်မယ်ခင်းညင်ပြီးလို့အစာပလာရေလူအားထပ်ထည့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ခဏကြာနေလို့ရပြီကဲအများကြီးပဲဖြစ်သွားတယ်ဆိုတော့အိမ်ငါချင်းတွေလည်းလိုက်ဝေးလာအောင်ပဲပူတာလေးကိုလေကဲဒါကတော့သူနဲ့တွဲစားမယ်ဟင်းလေးထပ်ချက်လာအောင်ပဲကဲဒီဟင်းလေးကြက်ရင်တော့ခဏလေးဆိုရင်ညောင်ရက်တုပ်လေးရဲ့ဒီဟင်းလေးရဲ့စားမယ်မစားခင်မှာခဏနေကြရင်ဒီအိမ်ကအန်တီကိုအရင်ဆုံးသွားပေးရမယ်ကဲတက်ပြလာအောင်ပဲအန်တီရော့ဒါအန်တီအတွက်ညောင်ရွက်တုပ်ကဲပြီးကြမှာပကန်းနဲ့ပြန်ပြီးလို့ရရနော်ကဲသမီးတို့ရေစားကြမယ်လာလာလာဒါကတော့ပဲတီကျော်လေးရဲ့ငါဟင်းလေးရဲ့ညောင်ရွက်တုပ်လေးရဲ့ပေါ့နော်ကဲစားကြမယ်